မျက်နှာမှာအဲ့လိုဆက်ပြောလေးတွေအဲ့လိုမဲလေးတွေလက်စမာလေးတွေအများအရာခေါ်တင်းတိတ်လိုဟာမျိုးလေးဖြစ်လာပေါ့ဒီမှာညီလေးဒေါက်တာအောင်ဒီဟာဒေါက်တာရင်းနဲ့လာဆွေးနွေးပြီးတော့တို့ဒီကနီလန်းလေးတွေပေါ့အဲ့ဒါလေးလုပ်တဲ့အခါမှာကိုယ်ကလည်းတော်တော်လေး confidence ရှိလာတယ်တော်တော်လေးလည်းပျောက်ကင်းသက်တာလို့ခံစားရတယ်Dr. A Beyond Luxury Aesthetic အားလုံးပဲမင်္ဂလာပါခင်ဗျာခုပြောနေတာဥစ္စာသူပါတစ်သက်လုံးအမှုပညာလုပ်နေလို့ဖြစ်မယ်ဘယ်တော့မှမျက်နှာမှာအဆက်အပြောက်အဲ့လိုဘာမှအဲ့လိုအမဲဆက်တွေထင်ခဲ့တာမရှိပါဘူးပြီးခဲ့တဲ့ကိုဗစ်နောက်ပိုင်းကာလမှာတော့အဲ့လိုမမျှော်လင့်ထားပဲနဲ့မျက်နှာမှာအဲ့လိုဆက်ပြောက်လေးတွေအဲ့လိုအမဲလေးတွေလက်စမာလေးတွေအများအရာခေါ်တင်းတိတ်လိုဟာမျိုးလေးဖြစ်လာပေါ့အဲ့ဒါလေးတွေတဖြည်းဖြည်းနဲ့အပိုင်းတင်းတိတ်ဆိုင်တဲ့ခါမှာပို့ပြီးထူလာတယ်ဒီမှာညီလေးဒေါက်တာအောင်ဒီဟာဒေါက်တာရင်းနဲ့လာဆွေးနွေးပြီးတော့သူတို့ပြောတဲ့အကြံပေးတဲ့အတိုင်းဒီမှာ treatment နှစ်ချိန်လုပ်လိုက်တယ်ပေါ့ပထမချိန်လုပ်တာ pico melasma laser ဆိုတာလုပ်တယ်နောက်တစ်ခါ melasma away ဆိုတဲ့ treatment လေးတစ်ခုလုပ်တယ် injection ပေါ့အဲ့ဒီဟာလေးတွေတကယ်တော့အရက်ခေါ်ဆိုတင်းတိတ်ပြောက်တဲ့ဟာပေါ့အဲ့ဒါလေးတွေဒီနှစ်ချိန်ဒီမှာလာပြီးတော့ treatment လုပ်ပြီးတော့အဲ့ဒါလေးတွေသူ support လုပ်တဲ့သူဒီကနီလန်းလေးတွေပေါ့အဲ့ဒါလေးလုပ်တဲ့အခါမှာကိုယ်ကလည်းတော်တော်လေး confidence ရှိလာတယ်တော်တော်လေးလည်းပျောက်ကင်းသက်တာလို့ခံစားရတယ်ဒီကအကုန်လုံးကလည်းပြပြငါငါနဲ့အားလုံးကကြိုးဆိုကြတယ်အားလုံးနည်းနည်းထွေးထွေးနဲ့တေချာစေနာပြည့်နဲ့ကုသပေးကြတယ်အဲကျေးဇူးများတင်ပါတယ်ဒါပေမဲ့ချက်ချင်းရှင်းထွက်လာတယ်မရှိဘူးအဲ့ဒါစီကိုအဲ့ဒီတော့အခုဒီမှာနှစ်ချိန်လာပြီးတော့ treatment ကုသမှုခံယူပြီးတဲ့အချိန်မှာပေါ့ဂျင်းနဲ့အားရမှုဖြစ်တယ်ပထမဆုံးအချိန်စပြီးတော့ treatment မလုပ်ခင်အချိန်နဲ့အခုနှစ်ချိန်ပြီးသွားတဲ့အချိန်ပေါ့အခုတတိယအချိန် treatment လုပ်တဲ့ဟာအဲ့တော့အဲ့လို treatment မစခင်နှစ်ချိန်ပြီးသွားတဲ့အချိန်နောက်တတိယအချိန်ပြီးသွားတဲ့အခါနောက်တစ်ချိန်ပြီးသွားတဲ့အခါအဲ့လိုပြောင်းလဲမှုလေးတွေကိုလည်းစောင့်ကြည့်ပေးသွားကြပါဦးကျေးဇူးများတင်ပါတယ်